အားလုံးမင်္ဂလာပါပေါ့နော်ဒီကနေ့ကျွန်တော်အနေငယ်တော့အကြောင်းအရာလေးနဲ့ကျွန်တော်ရဲ့မိတ်ဆွေညီကိုမန်မတွေကိုကျွန်တော်ဝေမျှပေးချင်တယ်အကြောင်းအရာလေးကဘာလဲဆိုတော့အခုပေါ့နော်အခုဒီပြီးခဲ့တဲ့22ရက်နေ့23ရက်နေ့ညနေပိုင်းမှာအဲ့ဒီနေ့မှာထိုင်းနိုင်ငံတောင်ပိုင်းအတွင်းရှိပေါ့နော်ထိုင်းနိုင်ငံတောင်ပိုင်းမှာရှိတဲ့နေရာဒီဝမ်ဆိုတဲ့ပြည်နယ်မှာပေါ့နော်အဲ့ဒီပြည်နယ်မှာအပြင်ကနေကားစီးဝင်လာပြီးတော့လူ6ယောက်ရှိတာပေါ့နော်ကားထဲမှာ6ယောက်ကဝင်လာပြီးတော့ထိုင်းစစ်သားတွေကိုပြစ်တက်တယ်ထိုင်းစစ်သား9ဦးလောက်ကြာရှုံးသွားတယ်ဂိတ်ဆောင်နေတဲ့ထိုင်းစစ်သား9ဦးလောက်တည်ဆုံးသွားတာပေါ့နော်တည်ဆုံးသွားတဲ့အခါမှာတခြားအရင်မပြောဒီဗီဒီယိုကလစ်ကိုရင်ကြည့်လိုက်ဒါကသူတို့ဝင်လာတဲ့ပြစ်တဲ့အခြေဗီဒီယိုကလစ်ပေါ့နော်ကြည့်လိုက်သူတို့ကားမောင်းဝင်လာပြီးတော့ဒီလိုမျိုးအရှိကတစီဒီအရှိဆုံးကတစီပါတယ်ဒီအရှိဆုံးကတစီကလမ်းပြတယ်အရှိဆုံးတစီဝင်လာပြီးတော့ပြီးမှခလဲကတစီမပါဘူးပေါ့နော်ပြီးတော့အဲ့ဒီကားနဲ့လူတွေနဲ့အဲ့ဒီနာမှာစပြီးတော့အဲ့ဒီကားလူတွေကဝင်ရောက်ပြီးတော့သူတို့ကကားနဲ့ဝင်ရောက်ပြီးတော့ပစ်သွားတာထိုင်းစစ်သားတွေကြာရှုံးသွားတယ်အဲ့နာမှာ9ယောက်လောက်ကြာရှုံးသွားတယ်အခုထိုင်းနိုင်ငံအခြေအနေကတော်တော်ဆိုးနေတယ်ကြာရှုံးသွားတဲ့နောက်ပိုင်းမှာထိုင်းတွေကလုံးဝမကျေနပ်ကြဘူးဘယ်သူမှမကျေနပ်ကြဘူးပေါ့နော်အဲကြောင့်သူတို့ကပြဿနာရှာမယ်လုပ်တဲ့အခါမှာအခုသူတို့ကစစ်သားရဲ့အရာရှိတယောက်ဘူတယောက်လို့ပြောရင်လည်းမမှားဘူးပေါ့နော်အရာရှိတယောက်ကသူကလာပြီးတော့သူတို့ကသူ့ကိုတည်င်းသမားတွေကသူ့ကိုအင်တာဗျူးလာမေးတဲ့အခါမှာသူကဘယ်လိုပြောလဲဆိုတော့အခုတဲ့ငါတို့အလှည့်ရောက်နေပြီတဲ့ငါတို့လိုက်ဖမ်းရမယ်လိုက်တိုက်ရမယ်အလှည့်ရောက်ပြီတဲ့ဒီကောင်တွေကိုတဲ့သူတို့ဘယ်နေရာပဲဖြစ်ဖြစ်တဲ့ငါတို့လိုက်မယ်တဲ့ဘယ်နိုင်ငံပဲတော့ငါတို့လိုက်မယ်တဲ့သူတို့ကဘယ်နိုင်ငံမှာပဲသူတို့ကိုကာကွယ်ပါစေတဲ့သူတို့ရအောင်ယူမယ်ကွာသူတို့အရေးရအောင်ယူမယ်တဲ့ဒီကောင်တွေကိုတဲ့အဲ့ဒီကြောင့်အတော်လေးကိုခက်ခဲတာပေါ့နော်ပြောရမယ်ဆိုရင်အဲ့ကြောင့်ထိုင်းနိုင်ငံမှာလေငိမ့်ချမ်းတဲ့နေရာတနေရာလို့ပြောရင်လည်းမမှားဘူးမငိမ့်ချမ်းတဲ့နေရာပြောရင်လည်းမမှားဘူးပေါ့နော်အဲ့ကြောင့်ကျွန်တော်တို့ညီကိုတွေဒါပဲတော့ပေးတော့ခယူဆိုင်နဲ့တွားပါအပေါင်းအဖော်လုပ်တဲ့အခါမှာလေခယူဆိုင်ပြီးပေါင်းဖော်ပါလို့ကျွန်တော်ပြောချင်ပါတယ်ကိုကသူများမတွေ့တဲ့နေရာသူများမသိတဲ့နေရာမှာလိုက်မတွားပါနဲ့ကိုသိတဲ့နေရာပဲတွားပါကိုတွားတတ်တဲ့နေရာပဲတွားပါအဲ့လိုမျိုးမင်းဘာရညာတဲ့သူများလောက်ခိုင်းလိုက်မလောက်ပါနဲ့လို့အခုကအဖန်အစီအလွန်ကိုများပြပါတယ်အထူးတစ်ဖြစ်ထိုင်းနိုင်ငံသားတွေအချင်းချင်းဆိုရင်အဲ့လောက်ဘာမှမဖြစ်ဘူးကျွန်တော်တို့မြန်မာနိုင်ငံသားတွေဝင်ရောက်ပြီးတော့မဆုတ်ဖက်လိုက်ပါနဲ့ဘာကြောင့်လဲဆိုတော့အရန်ကိုပြဿနာများတယ်ကျွန်တော်တို့မြန်မာနိုင်ငံသားတွေကဘာလက်မှတ်မှမရှိဘူးသူတို့တွေကလက်မှတ်ရှိတဲ့အခါမှာနည်းနည်းတက်တာတယ်ကျွန်တော်တို့ကဘာလက်မှတ်မရှိတဲ့အခါမှာအခက်အခဲအများကြီးရှိတာပေါ့နော်အဲကြောင့်ကျွန်တော်ပြောချင်ပါတယ်ကျွန်တော်တို့ညီကိုတွေအားလုံးတတိနေပါလို့ကျွန်တော်ပြောရင်လည်းဒီကနေ့ကျွန်တော်ရဲ့ video clip ကိုဒီမှာလည်းအဆုံးသတ်ချင်တယ်ကျွန်တော် video clip ကိုကြည့်တော့မိတ်ဆွေညီကိုမှရောက်တဲ့ကိုကြီးချမ်းချင်းကိုကြီးချမ်းချင်းနဲ့ပြေဆုံးကြပါစေလို့ကျွန်တော် video clip ဒီမှာလည်းအဆုံးသတ်လိုက်ပါတယ်အရောက်စတဲ့ကိုကျေးဇူးအများကြီးတင်ပါတယ်